ဒီတော့အရာရှိကြီးကသူပြောတာကိုမယုံရင်အခုလိုက်ပြီးကြည့်ပါလို့ကျွန်တော်ကိုဖိတ်ခေါ်ပါတယ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေတိုက်ရှင်အိမ်ရှင်ကန်ထရိုက်တာတယောက်အနေနဲ့အိမ်ငါးကခေါ်တာကိုလိုက်လံကြည့်ဖို့ဝတ္တရားရှိတဲ့အတိုင်းကျွန်တော်ဟာအိမ်ငါးအရာရှိကြီးနဲ့အတူတိုက်တစ်ကိုလိုက်သွားပြီးကြည့်ပါတယ်ကျွန်တော်စိတ်ထဲမှာဟိုအရင်တစ်ခါတုန်းကရေပုံပိုင်းလိုပြဿနာလိုပဲနေမှာပါလို့ထင်မှတ်ပြီးမကောင်းတက်လို့လိုက်သွားမိပါတယ်တိုက်တစ်ရောက်တော့ကျွန်တော်အထင်နဲ့အမြင်တက်ဆင်အောင်လွဲနေပါတယ်ဒီလောက်ခိုင်မာတောင့်တင်းတဲ့အင်္ဂလိပ်တိုင်းကြီးကိုတစုံတစ်ယောက်ကလေးပင်နဲ့တန်းလူလိုပစ္စည်းမျိုးနဲ့ထုရိုက်ဖျက်ဆီးရင်တောင်ဖြစ်နိုင်တဲ့အခြေအနေမျိုးမရှိနိုင်ပါဘူးအခုဟာကနှစ်အလွန်ကြာတဲ့တိုက်တာအဆောက်အုံတွေမှာဖြစ်လိဖြစ်ထားရှိတဲ့တိုက်အိုတိုက်ဆွေးတွေရဲ့အင်္ဂတိအုပ်နံရံတွေမှာအကြောင်းကြီးပေါ်ပြီးအင်္ဂတိအဖက်လိုက်ကွာကြတဲ့ပုံစံမျိုးပါဘာကြောင့်အခုလိုဖြစ်ရတယ်ဆိုတာကိုကျွန်တော်တော့မတွေးတတ်အောင်ကိုဖြစ်နေရပါတယ်ကျွန်တော်လည်းပရန်ဆရာတွေကိုတွားခေါ်ပြီးချက်ချင်းပဲအင်္ဂါတွေကွာကျသွားတဲ့အုတ်တိုင်ကြီးကိုအင်္ဂတိနဲ့ပြန်ပြီးမုန်းမှန်လိုက်ပါတယ်အင်္ဂတိကတော့တအိတ်နဲ့တဝက်ကျော်လောက်ကုန်သွားခဲ့ပါတယ်ကျွန်တော်ဟာအိမ်ငါအရာရှိကြီးပြောတဲ့စကားကိုအရင်ကပေါ့သဘောထားခဲ့ပေမဲ့အခုတော့အလွန်ကိုခိုင်မာတဲ့အုတ်အင်္ဂတိအဖက်လိုက်ကွာကျနေတာကိုလက်တွေ့မြင်တွေ့ပြီးအချိန်ကစပြီးစဉ်းစားနေပါတယ်အရင်ကအိမ်ငါအရာရှိကြီးပြောတာတွေဟာနားရှိလို့သာကြားနေရတယ်လက်တွေ့မမြင်တွေ့ခဲ့ရပါဘူးအခုဟာကကျွန်တော်မျက်မြင်ကိုယ်တွေ့လေဒါကြောင့်အရင်ကအိမ်ငါအရာရှိကြီးပြောထားခဲ့တဲ့အဖြစ်အပျက်တွေဟာလည်းကျွန်တော်ကိုယ်တိုင်သာမမြင်တွေ့ခဲ့ရလို့သာတကယ်အဖြစ်အမှန်တွေလည်းဖြစ်နိုင်တယ်။နောင်ကိုဒီထက်ပိုပြီးဆိုးရွားတဲ့အဖြစ်အပျက်တွေတောင်ဖြစ်လာနိုင်တယ်။မဖြစ်လာနိုင်ဘူးလို့ဘယ်သူမှအာမခံချက်ပေးနိုင်မှာမဟုတ်ဘူး။ဒီတော့ကျွန်တော်ဒီလိုစဉ်းစားပါတယ်။အခုကြုံတွေ့နေရတဲ့အရှုပ်တော်ပုံရဲ့ပြဿနာရဲ့ဟာတခုခုလွဲမှားချွတ်ချော်နေလို့ပဲကျွန်တော်ယူဆမိပါတယ်။လော်ကီစကားနဲ့ပြောရရင်အလွဲအမှားတစ်ခုခုရှိနေလို့ပေါ့လေလောကမှာကိုတိတလူလိုနဲ့ကိုတကယ်မသိသေးတဲ့အစိတ်ပိုင်းတွေအများကြီးပဲဒီနေရာမှာကျွန်တော်ကကန်ထရိုက်တာဖြစ်နေပေမဲ့မကျွမ်းကျင်ဘူးအခုကျွန်တော်မျက်မှောက်ကြုံတွေ့နေရတဲ့ပြဿနာရဲ့ကိုအထက်လမ်းကိုင်းဆရာကြီးတယောက်ကိုဖွင့်ဟပြောကြားပြီးလိုအပ်တဲ့ကိစ္စအဝဝတွေကိုပြုလုပ်ဖို့အကူအညီတောင်းခံမယ်လို့စိတ်ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီလိုကျွန်တော်စိတ်ကိုဆုံးဖြတ်ပြီးအစွမ်းထက်တဲ့အထက်ကိုင်းဆရာကြီးကိုရှာဖွေနေတော့မှပဲတညမှာကျွန်တော်ကိုတက်ဆိုင်ရာရဲတွေကအိမ်မှာလာခေါ်ပြီးရဲဌာနကိုခေါ်သွားပါတယ်ရဲဌာနမှာအိမ်ငါအရာရှိကြီးတို့လင်မယားနဲ့ကလေးတွေရောက်ရှိနေလို့နေပါတယ်ကျွန်တော်ဌာနကိုရောက်တော့အိမ်ငါအရာရှိကြီးတိုင်ချက်ဖွင့်ထားတာကိုဖတ်ပြတဲ့အခါမှာကျွန်တော်မယုံကြည်နိုင်လောက်အောင်ကိုဖြစ်သွားမိပါတယ်အိမ်ငါအရာရှိကြီးတိုင်ချက်ဖွင့်ထားတာကညင်9နာရီတိတိချိန်မှာသူ့ကိုအိမ်ခန်းထဲမှာအလွန်ကျဲလောင်တဲ့ညီတော်သားတစ်ချက်ကြားလိုက်ရပြီးမရှိမနှောင်းချိန်မှာပဲတကားခောက်တန်တစ်ချက်ကြားလိုက်ရပါတယ်အဲ့ဒီနောက်အိတ်ခမ်းလေးပတ်လေးတန်မှာအင်္ဂတိတွေအဖက်လိုက်သူ့အလိုလိုကွာကြားလို့လာတာကိုမြင်တွေ့လိုက်ရပါတယ်